ချက်ကောင်ကိုကျွန်တော်ချက်ဖူထိုးနီအာဘူးထိုးနီပေါ့နော်အမျိုးမျိုးကျွန်တော်ပြမယ်ဒါကကျွန်တော်ပြမယ်ဒီ mistake လေးကိုတခါတည်းစိတ်ထားပါဘူးတည့်ရသူကတော့ကြောတော့မတည့်ရသူတခါတည်းစိတ်ထားပါဒီကိုဝင်ပြပြီနော်ညီနော်ပြီးတော့ချက်ဖူထိုးပါဆိုဒီချက်ကောင်နဲ့ဒီလိုလေးတင်ချိတ်နော်သားပြီးတော့ချက်ဖူဝိတ်လို့ကိုဒီလိုလုံးလုံးလုံးလာပြပြလေးကိုနောက်ပြီးတော့အာတော့ချက်ချက်ဖူထိုးပါပဲနော်ဒါကတော့ပုံမှန်ချက်ဖူထိုးနေလို့နားနဲ့မျက်စိကြားကိုဖွက်ခံရကျွန်တော်ဒီမှာနော်အဲ့လိုထိုးနားနဲ့မျက်စိကြားကိုကျွန်တော်ဖွက်ခံနေချက်နော်ဒီထိတ်တွေမှာကွဲသွားတဲ့ချက်တွေဆိုရင်ချက်ဖူထိုးနေရှိရတယ်ဒီထိတ်တွေမှာကွဲရင်ဘယ်လိုထိုးရဆိုတော့ကျွန်တော်ပြမယ်နော်လုံးမှအဲ့လိုထိုးထိတ်မှာလာကွဲတဲ့ချက်တွေတွေ့ဒီလိုထိုးရင်အေရာရှိရည်ဒီလိုလေးခုနကျွန်တော်ပြောတော့အထိတ်ကိုကွဲထိုးတို့မျက်လုံးတွေပိတ်နေတဲ့ချက်တွေဆိုမျက်လုံးကိုဖျဲထိုးရတယ်ဒါဘယ်လိုထိုးရမလဲကျွန်တော်ထိုးပြအောင်နော်အောက်မျက်သားကိုယူပြီးဖျဲထိုးအဲ့လိုထိုးပြအဲ့လိုမျက်လုံးပြူတောင်ထိုးပြအဲ့လိုထိုးပြအောက်မျက်သားကိုယူပြီးအောက်ကိုဖျဲပြနော်အောက်မျက်သားကိုယူပြီးတော့အဲ့လိုထိုးပြီးအဲ့မျက်လုံးပိတ်တဲ့ချက်တွေတွေမျက်လုံးအဲ့လိုဖျဲထိုးပြီးဝင်သွားလိမ့်မယ်တွေ့လားနော်မျက်လုံးတွေရဲ့ရှေ့မှာပေါ့ဒီရဲ့မှာမို့လာတယ်မျက်လုံးတွေရှေ့တွေမမြင်တော့ဘူးပျောက်နေတယ်ဆိုရင်ချက်ဖူထိုးနေလို့ရှိသေးတယ်ဒါကဘယ်လိုထိုးလို့ဆိုတော့ကြောက်ကူကိုဒီလိုလေးလက်ကလေးနဲ့လောက်တာအဲ့လိုပြီးတော့နယ်လေးဒေါက်လောက်ကလေးလောက်လိုက်ဒီမှာတော့ဒီဒေါက်လောက်ကလေးမှာရှေ့လေးပဲထိုးအများကြီးမထူအောင်တော့ तू အနုသားဆိုတော့သုံးလို့ချက်တဲ့ပိုးမထူအောင်သုံးလို့ချက်တဲ့ပိုးမထူအောင်โอเคအစုံမယ်နော်ဒီနော်ချက်ဖို့ထိုးရတဲ့မှာအကောင်းဆုံးကတော့လဲပါခန်းရင်လဲပါဆက်လို့ချက်ဝင်ကြီးနဲ့လဲပါဆက်လို့အောက်တွေပါလေကျွန်တော်ဖြည့်ချင်တယ်ဆိုရင်ဒီပဲချက်ဖို့ကြီးပဲအချက်ကိုနော်အောက်ကိုကျွန်တော်တို့ပတ်ပုတ်ချင်တယ်ဒီလိုလည်းပုတ်လို့ရတယ်နော်ဒီနော်ဒီအဖိုင်လေးတွေအဲ့လိုလုပ်ရမယ်ယူနော်ဒီတောင်တန်းကြီးတွေကိုပုတ်ချင်လည်းရသေးတယ်နော်ယူနော်ဒါလေးဆိုကျွန်တော်တို့အုံမုတ်ချင်ဒီလိုလေးအဝတ်ကို